lan ya lu bwa lan khi di shaw we မတည်ငြိမ်တဲ့ဖြစ်တဲ့သဘောတွေပဲဤလူရအစိုးကောင်းများရဲ့ကြားလေစုံတွေ့စဉ်လေးများသိတူတယ်ကိုရွေးချယ်တဲ့လမ်းကိုရှောင်နေတဲ့ခရီးဘယ်သူတွေအမှားနဲ့အမှန်ဘယ်လိုပင်ဝေဖန်သုံးသပ်မလဲဒီတနေ့ကအစိုးကောင်းများရဲ့အဖြစ်ညအိယာလက်ကလေးနဲ့ဖူးပေါ်တင်ပြန်တွေးကြည့်မိရဲ့လားလို့လေလောက်ခေတ္တမြအမားလို့လေးပဲမမြင်ငါဒီဟုခဲ့တော့အဆွေမြင်ဝါတာတင်ပဲလို့ငြိမ်းချမ်းရာတင်ပါ